ချင်းပေါင်းယုံပရိဒီပဇွန်ဟင်းပေါင်းအိုးလေးကိုလာပြီးတော့ချက်ပြသွားမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ချက်နည်းလေးကိုသွားပြီးတော့ကြည့်လိုက်ရအောင်နော်ထိုင်ညနေစီလေးကိုသွားရင်တောင်းဆိုထားတဲ့အမရဲ့ command လေးလည်းတွေ့တာတွေကြောင့်ကျွန်တော်ချင်မောင်လေး3စီးကိုဝယ်လာပါတယ်3စီးမှဘယ်လောက်မှမချိပါဘူးเนาะမြန်မာငွေနဲ့ဆိုလို့ရှိရင်တော့ဈေးတော်လေးပါပဲနောက်ထပ်အချင်းနဲ့တွဲချက်ဖို့အတွက်ကြတော့ရုံးပရိသီလေးကျွန်တော်အနှဲငယ်လေးဝယ်လာပါတယ်ပြီးလို့ရှိရင်တော့မုံလာဥအဖြူလေးဝယ်လာပါတယ်မုံလာဥကိုကြတော့အနေတော့အပါလေးပဲလီးဖြတ်ထားပေးပါမယ်ရုံးပရိသီကိုကြတော့ဖင်နဲ့ခေါင်းနဲ့ဖြတ်ရုံပါပဲအလဲရတာဖြတ်လို့ရှိရင်အရန်ချွဲပြီးတော့စားလို့မကောင်းပါဘူးပြီးလို့ရှိရင်တော့ဒါမုံလာရိုးလေးပဲဖြစ်ပါတယ်เนาะအနံ့လေးမွေးပြီးစားကောင်းစီဖို့အတွက်ကြတော့မြန်မာပင်စိမ်းအရွက်လေးကိုထည့်ပြီးတော့တုံထားပါတယ်စီချက်တက်ဖို့အတွက်ကြတော့ကြက်သွန်နီကြက်သွန်ဖြူငှုတ်သီးအနီတောက်အချောက်လေးတွေကိုတုံပါမယ်အရသာအတွက်ကြတော့စိန်စားငပိရီကျိုးအစိမ်းမုံဆွနွင်းမုံစားနဲ့တကြားတို့ကိုတုံပါမယ်နော်ချင်းမောင်ရွက်ကိုကြတော့ချွေတဲ့ခါအယိုးတွေကိုယူပါအောင်နော်အရွက်တိတက်ကိုယူပါမယ်သူ့ကိုရင်းနဲ့တန့်စင်အောင်ဆေးပေါ်လို့ရှိရင်6သိန်းအောင်ထားရပေးပါနောက်ထပ်ပဇွန်ကိုကြတော့စားနဲ့ဆွနွင်းနဲ့နေပေါ်လို့ရှိရင်2နာရီလောက်တိတ်ထားပေးပါနော်ပစ္စည်းတွေအားလုံးအဆင်သင့်ဖြစ်သွားပြီဆိုရင်တော့တွားပြီးတော့ချက်ပါမယ်အရင်ဆုံးဦးလေးထဲမှာစီလေးအတင်းထည့်ပါမယ်နော်ဒီဟင်းရဟင်းရည်ကြဲကြဲမဟုတ်တဲ့အတွက်ကြောင့်စီပြန်ဟင်းလေးဆိုရင်လည်းအရေးအခက်ပြစ်လေးပေါ့နော်စီလေးပူလာပြီဆိုလို့ရှိရင်မညက်တညက်လေးထောင်းလာတဲ့ကြက်သွန်နီကြက်သွန်ဖြူငှုတ်သီးလေးတွေကိုစီချက်တက်ပါမယ်နော်စီချက်အနှံ့လေးအနှဲငယ်လေးမွေးကြိုင်လာပြီဆိုမှကျွန်တော်တို့နောက်ထပ်ဆွနွင်းမုတ်လေးအနှဲငယ်ထည့်မယ်ပြီးလို့ရှိရင်တော့အစိမ်းမုတ်လေးပါအနှဲငယ်ထပ်ထည့်ပါမယ်เนาะအစိမ်းမုတ်ကြတော့တချို့ဒေသမှာအယောင်တင်မုတ်လို့ခေါ်လေးရှိကြပါတယ်เนาะဒါတွေအားလုံးနှံ့သွားပြီဆိုလို့ရှိရင်ရေတန့်စင်အောင်ဆေးရတဲ့ချင်းမောင်ရွက်လေးကိုမီလီပပားလေးနဲ့နွမ်းသားတဲ့အထိကျွန်တော်တို့ဖြည်းဖြည်းချင်းလေးမွေသွားပေးပါမယ်เนาะအခုချိန်မှာတစ်ချက်သတိထားမှကြတော့မီးကိုကျွန်တော်တို့ပပားလေးပဲဖွင့်ထားပေးပါเนาะမီးပြင်းလို့ရှိရင်ခုနကစီချက်တက်ထားတဲ့ကြက်သွန်အနစ်လေးတွေတူးသွားမှကြောက်လို့ပါကျင်အောင်ရက်လေးအနှဲငယ်နွမ်းလာပြီဆိုမှကျွန်တော်တို့စားတွေဆွနွင်းတွေနေထားတဲ့ပဇွန်လေးတွေကိုလာပြီးတော့ထည့်ပါမယ်เนาะဒီအချိန်မှာရေထည့်လို့ရပြီလားဆိုတော့ရေလုံးဝမထည့်ပါဘူးเนาะပဇွန်အစားအခြားအသားတွေနဲ့ချက်လို့ရလားဆိုတော့ချက်လို့ရပါတယ်เนาะပဇွန်နဲ့ကြတော့ပို့ပြီးတော့လိုက်ဖက်ပါတယ်ငါးဆိုလို့ရှိရင်ဒီလိုမွေလို့ရမှာမဟုတ်ပါဘူးเนาะကျိုးပဲ့သွားမှကြောက်လို့ပါပဇွန်လေးနဲ့ကျွန်တော်ရွေးပြီးတော့ချက်ထားပါတယ်ချင်းမောင်ရွက်လေးတွေအနေငယ်နွမ်းလာပြီဆိုမှကျွန်တော်တို့ရေတန့်လေးထပ်ပြီးတော့ထည့်ပါမယ်เนาะကျွန်တော်ကြတော့ခုနကကြိတ်ထားတဲ့ငရုတ်ဆောင်ကြက်ရည်လေးလာပြီးတော့ပြန်ထည့်ထားပါတယ်ပထမတရေကိုကြတော့ရေတွေအများကြီးထည့်ပေးစရာမလိုပါဘူးเนาะပဇွန်လေးအနေငယ်မြုပ်လောက်ပဲထည့်ထားပေးပါမယ်ရေလေးတွေအနေငယ်ထည့်သွားပြီးဆိုမှကျွန်တော်တို့အဖုံးလေးပိတ်ပြီးဟင်းအိုးလေးအနေငယ်ပွက်ပွက်ဆူလာတဲ့ဒီချက်ပါမယ်ဟင်းအိုးလေးပွက်ပွက်ဆူလာပြီးဆိုလို့ရှိရင်တော့ပပာရီရတဲ့မွန်လာဥတို့ရုံးပရိသီတို့လာပြီးတော့ထည့်ပါမယ်เนาะတကယ်လို့ဒီထက်အစုံလေးထည့်ချင်တယ်ဆိုလို့ရှိရင်ဘဲတောက်ရှည်တို့ပူစားဘဲတို့ထည့်ပြီးတော့ထည့်ရရပါတယ်เนาะကျွန်တော်ကြတော့ဒီလောက်လေးပဲထည့်ထားပါတယ်တစ်ချက်သတိထားမှာတော့ရုံးပရိသီကိုကျွန်တော်တို့အလဲကနေမခွဲပါဘူးเนาะဖင်နဲ့ခေါင်းလောက်ပဲဖြတ်ပါမယ်အလဲကဖြတ်လိုက်မယ်ဆိုလို့ရှိရင်ရုံးပရိသီကထွက်လာတဲ့အချွဲတွေကဟင်းအိုးကိုပို့ပြီးတော့ချွဲသွားလို့ရှိရင်စားလို့မကောင်းပါဘူးအရသာကိုကြတော့ကျွန်တော်တို့စင်စာငပိလေးကိုအရေးဖြော်ပြီးတော့ထည့်ပါမယ်เนาะအရေးဖြော်တဲ့ခါဆိုရင်လည်းအခြားရေမသုံးဘဲနဲ့ကျွန်တော်တို့ဟင်းရည်နဲ့ပဲပြန်ပြီးတော့အရေးဖြော်ပြီးတော့ပြန်သုံးပါမယ်เนาะငကြင်းစီကိုငကြင်းပြန်ကြော်ပါမယ်ငပိစိန်စားကိုအရေးလေးဖြော်သွားလို့ရှိရင်အပေါ်ကနေကျွန်တော်တို့လာပြီးတော့လောင်းပါမယ်နောက်ထပ်တကြားလေးအနှဲငယ်ထပ်ပြီးတော့ထည့်ပါမယ်เนาะအချုံမုတ်ကြရင်ချုံမုတ်ပြောင်းသုံးလို့ရပါတယ်ငပိရေကျူကြတော့အနံ့လေးရရုံလောက်ပဲထည့်ပါမယ်เนาะထည့်လိုက်တဲ့အရသာတွေအားလုံးနှံ့သွားအောင်လို့အပေါ်အောက်တစ်ခေါက်လောက်မွေပွားလို့ရှိရင်တော့ကျွန်တော်တို့အဖုံးလေးပိတ်ပြီးဟင်းအိုးလေးပပဆူလာတဲ့အထိချက်ပါမယ်เนาะဒီလိုပပဆူလာပြီဆိုလို့ရှိရင်ဟင်းရဲ့အရသာကိုမြည်ပြီးလို့ရပါပြီအရသာလေးမြည်ပွားလို့အားလုံးအဆင်ပြေပြီဆိုမှကျွန်တော်တို့မြန်မာအပင်စိမ်းလေးကိုလာပြီးတော့ထည့်ပါမယ်เนาะခုဆိုလို့ရှိရင်တော့အရန်ကိုမွေးကြိုင်ပြီးအရသာရှိမဲ့အချင်းဟင်းပေါင်းလေးရပါပြီเนาะအရေးကြတော့ခပ်ပြစ်ပြစ်လေးပဲချက်ထားပါတယ်ဘာနဲ့တွဲစားမလဲဆိုရင်တော့ငါးငပိတောင်းလေးရဲ့နောက်ထပ်ကြက်ဥကြော်မွမွေးလေးကြော်ထားတာလေးနဲ့တွဲစားပါမယ်เนาะအိမ်မှာငါးကြော်လို့ရှိရင်ငါးကြော်လေးနဲ့တွဲစားလဲအရန်ကိုကောင်းပါတယ်အခုဆိုလို့ရှိရင်တောင်းဆိုထားတဲ့အမရဲ့စိတ်ကြိုက်ဖြစ်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုသူတွေလည်းလာစားကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်เนาะ